စားခင်စစ်သူကသူ့စီကိုပါဆယ်ထုတ်တစ်ခုပို့ပေးခဲ့ပါတယ်။အဲ့ဒီထဲမှာကူရီနဲ့ချီပြီးတန်ဖိုးရှိတဲ့အရာတွေပါမယ်လို့သူထင်ခဲ့ပေမဲ့တကယ်တမ်းတော့ရေခဲနဲ့လှုပ်ထားတဲ့ပင်ကွင်းရုပ်တုတစ်ခုပဲပါလာခဲ့ပါတယ်။အခုဆိုနေသူဟာဇင်ကန်ဘဘနဲ့နေထိုင်ရရမယ်လို့စိတ်ကူးရင်နေတော့မှတကယ်တမ်းဘာရခဲ့တာလဲ။အေးစစ်စစ်ရုပ်တုတစ်ခုပါပဲ။စိတ်ပြက်လက်ပြက်နေပဲသူဟာအဲ့ဒီရုပ်တုကိုတောင်းတနေရာမှာထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းတာတစ်ခုထိခဲ့ပါတယ်။အဲ့ဒီရေခဲပင်ကွင်းရုပ်ကစပြီးလှုပ်ရှားလာပါတယ်။အခန်းထဲမှာထူးဆန်းတဲ့အတန်တွေလည်းထွက်ပေါ်လာပါတယ်။အဲ့ဒီလူကလှည့်ကြည့်လိုက်တဲ့အခါမှာတော့ရုပ်တုပြော့နေတာကိုတွေ့လိုက်ရပါတယ်။သူအံ့အားသင့်သွားပြီးပြန်ကြည့်လိုက်တော့ရုပ်တုကတကယ်တော့အသက်ရှိတဲ့ပင်ကွင်းလေးတစ်ကောင်ထူနေပါတယ်။သူမယုံကြည်နိုင်သေးခင်မှာပဲပင်ကွင်းလေးကိုညင်သာရွာပွိချီပြီးကြိုးဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာပင်ကွင်းလေးကလည်းသူ့ကိုအမှတ်တရလက်ဆောင်တစ်ခုပြန်ပေးခဲ့ပါတယ်။သူအရန်ဒေါသထွက်သွားပေမဲ့ယုံသွားဖို့နောက်ကျနေတာကြောင့်ပင်ကွင်းလေးကိုရေချိုးခါနဲ့အငန်ထည့်ပြီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူထွက်သွားပြီးတဲ့နောက်မှာပင်ကွင်းလေးကအရေပုံပိုင်းကိုမတော်တဆဖွင့်မိသွားပါတယ်။ညနေပိုင်းအိမ်ပြန်ရောက်လို့တကားဖွင့်လိုက်တာနဲ့ရေလိုင်းတွေကသူ့ကိုကြိုးဆိုနေပါတယ်။သူဟာရေလိုင်းတွေနဲ့အတူမျောပါသွားပြီးတွဲလောင်းလေးခိုနေရပါတယ်။ဒါပေမဲ့ပင်ကွင်းလေးကအဲ့ဒီမှာတင်ရက်မတွားပဲသူ့မျက်နှာတဲ့ကိုအပေါ်သွားဖို့ပြင်ဆင်ပြန်ပါတယ်။အဲ့ဒီလူကတော်ပြီးငါတရစ်စန်ထိန်းသိမ်းရေးဌာနကိုဖုံးဆက်တော့မယ်လို့စဉ်းစားလိုက်ပါတယ်။ဒါပေမဲ့သူတို့ကဒါငါတော့ဌာနနဲ့မဆိုင်ဘူးလို့ပြောလိုက်ပါတယ်။သူစိတ်ညစ်သွားပေမဲ့ချစ်စရာကောင်းတဲ့ပင်ကွင်းလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါသတွေပြေးပြောက်သွားပြီးသူ့အတွက်ပင်ကွင်းဟင်းစင်နီတွေကိုအွန်လိုင်းကနေစပြီးရှာဖွေပါတော့တယ်။အဲ့ဒီနောက်မှာသူပင်မန်းဒီအဲ့ဒီမှာတင်အိပ်ပျော်သွားပါတယ်။နောက်ကနေ့မနက်မှာတော့ပင်ကွင်းလေးကသူ့ရဲ့နှိုးဆက်လိုင်းဖြစ်လာပါတယ်။နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးအော်လိုက်ကြပါတယ်။အဲ့ဒီလူကပင်ကွင်းလေးကိုဖမ်းပြီးအိမ်ပြင်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ပင်ကွင်းလေးကတကားရှိကနေတုတ်တုတ်မှမလုပ်ပါဘူး။အဲ့ဒီအချိန်မှာသူပန်းအိုးတစ်လုံးကိုတွေ့လိုက်ပါတယ်။အကြံတစ်ခုရသွားပါတယ်။ပန်းတွေကိုဖယ်လိုက်ပြီးကျမ်းပြင်ပေါ်ရေလောင်းကပင်ကွင်းလေးကိုအဲ့ဒီပေါ်မှာရှလော့တိုက်စီလိုက်ပါတယ်။အခုတော့ငါအချိန်ပိုရပြီလို့သူထင်ခဲ့တာပါ။ဒါပေမဲ့သူအောက်ထက်ကိုရောက်တာနဲ့အဲ့ချိုကသူ့ကိုတားလိုက်ပါတယ်။ဆရာရဲ့ပစ္စည်းတစ်ခုကျွန်တော်တို့စီကိုမှားရောက်နေပါတယ်လို့ပြောပါတယ်။သူကဒါငါပစ္စည်းမဟုတ်ဘူးလို့ညင်းလိုက်ပြီးမဲ့ CCTV မှတ်တမ်းမှာတော့သူလောက်ခဲ့တာတွေကိုအထင်ရှားပြနေပါတယ်။သူဟာပင်ကွင်းလေးကိုတိတ်တိတ်ဆိတ်ဆိတ်ပဲပြန်ခေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာနောက်ထပ်ပါဆယ်ထုတ်တစ်ခုအထက်ရောက်လာပါတယ်။ဒီတစ်ခါတော့တကောင်တည်းမဟုတ်ပဲပင်ကွင်းအုပ်ကြီးတဲ့အုပ်လုံးပါပဲ။သူဒါကိုမြင်လိုက်ပြီးအံ့အားသွားပါတယ်။ပင်ကွင်းဒီကခဏလေးတည်းမှာပဲအိမ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဇနီးဟောင်းနဲ့ကလေးတွေအိမ်ကိုရောက်ပါတယ်။သူဘာစင်ကြေမှမပေးနိုင်ခင်ပါပဲသူ့သားကပင်ကွင်းတွေကိုတွေးတော့ပါတယ်။ဒါပေမဲ့သူကြောက်တယ်လို့ဘာမှမဖြစ်လာပဲကလေးတွေကပင်ကွင်းလေးတွေကိုချစ်ခင်သွားကြပါတယ်။ဒါကိုမြင်တော့ဇနီးဟောင်းရဲ့အကြည့်တွေကလည်းနူးညံ့လာပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုကကြာရှည်မလားဆုံးပါဘူး။ဒရိစတရုံကလူတွေရောက်ပြီးပင်ကွင်းတွေကိုခေါ်ချင်နေကြပါတယ်။ဒါကိုကြားတော့သူအယမ်းပျော်ပြီးအခုတော့ငါ့ဘဝလွတ်မြောက်ပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့ကလေးတွေကတော့ပင်ကွင်းတွေကိုအပမခံပါဘူး။ရဲအနေငယ်ကြသွားတဲ့နောက်မှာဇနီးနဲ့ကလေးတွေအိမ်ကနေပြန်သွားကြပါတယ်။ဒါပေမဲ့အခုတော့ပင်ကွင်းတွေကအိမ်တအုပ်လုံးကိုစိုးမိုးသွားပါပြီ။အဲ့ဒီနောက်မှာသူတို့ရဲ့လေဝက်ချက်တစ်ခုကိုသွားသိလိုက်ပါတယ်။ဒီပင်ကွင်းတွေကချာလီချပ်ပလင်းရဲ့ရုပ်ရှင်တွေကိုကြိုက်တာကိုသိလိုက်ပါတယ်။သူပါနတ်တဲ့အကြံတစ်ခုထုတ်လိုက်ပါတယ်။ပင်ကွင်းတွေကို TV ကြည့်ထားပြီးကလေးထင်းတယောက်ငားပြီးသူကတော့ပါတီပွဲကိုထွက်သွားပါတယ်။ကလေးထင်းကပင်ကွင်းတွေကိုထိန်းနိုင်ရတာလွယ်မယ်လို့ထင်တယ်ပေမဲ့ TV လိုင်းပြောင်းလိုက်ပြီးဖြန်တကောင်ကိုတွေးလိုက်တဲ့အခါမှာတော့ပင်ကွင်းတွေ grand လန့်သွားပြီးယူးကုန်ကြပါတယ်။ကလေးထင်းကလည်း grand လန့်တကားနဲ့အိမ်ပင်ပြေးထွက်သွားပြီးတကားကိုဖွင့်ထားခဲ့ပါတယ်။တကားပွင့်နေတာကိုတွေ့တော့ပင်ကွင်းတွေအကုန်လုံးအပြင်ကိုထွက်လာကြပါတယ်။သူတို့ရဲ့စိတ်ခံစားချက်နောက်ကိုလိုက်ပြီးပါတီပွဲမှာပျော်နေတဲ့အဲ့ဒီလူစီကိုရောက်လာကြပါတယ်။ပင်ကွင်းတွေကရှလော့တိုက်ပြီးအကုန်လုံးကိုတိုက်မိပြီးအဲ့ဒီလူစီကိုတန်းတန်းမတ်မတ်ရောက်လာကြပါတယ်။သူတို့ကိုမြင်တော့အဲ့ဒီလူလည်းပါတီပွဲကနေထွက်ပြေးရပါတော့တယ်။ရက်တွေကုန်းလွင်းသွားတဲ့အခါမှာတော့ပင်ကွင်းတွေကသူ့မရှိဘဲမနေနိုင်ဘူးဆိုတာကိုသူနားလည်သွားပါတယ်။ပင်ကွင်းတွေကသူတို့ကိုသူတို့ရဲ့မိခင်တယောက်အလိုမြင်နေတာလည်းခင်နိုင်ပါတယ်။အဲ့ဒီလူရဲ့စိတ်ကလည်းနူးညံ့သွားပြီးပင်ကွင်းလေးတွေကိုသူ့ဘဝရဲ့အပိုင်းတစ်ခုအနေနဲ့ချစ်ချစ်ခင်ခင်လက်ခံလိုက်ပါတော့တယ်။ကဲအခုပြောပြပေးပါဦး။တင်ရောတရိษံလေးတွေကိုချစ်တယ်ပလား။